နွေချောင်းပိတ်ရက်ဖြစ်လို့ Harry တယောက်သူ့ကိုဝမ်းခွဲ Dudley နဲ့အတူရှိနေပါတယ်။ Harry ကိုမခနဲ့ရရင်မနေနိုင်တဲ့ Dursley မိသားစုရဲ့ထုံးစံတိုင်း Dudley ကသူ့တငယ်ချင်းတွေနဲ့အတူ Cedric တည်ဆုံမှုနဲ့ပတ်သက်ပြီး Harry ကိုလှောင်ပြောင်ကြပါတယ်။အဲဒီအချိန်လင်းနေတဲ့ကောင်းကင်ကရုတ်တရက်အမှောင်ကျသွားလို့ Dudley က Harry လှုပ်တယ်ထင်နေပါတယ်။ Harry လည်းသူမလုပ်ဘူးဆိုပြီးအားလုံးထွက်ပြေးကြပါတယ်။ဒီလိုနဲ့အတူထွက်ပြေးကြရင်လှိုင်ကောင်းတစ်ခုတည်းကိုရောက်မှဝိညာဉ်စုပ်ကောင်တွေနဲ့စုံခဲ့ပြီးနှစ်ယောက်စလုံးတိုက်ခိုက်ခံခဲ့ရပါတယ်။ Dudley ကိုဝိညာဉ်စုပ်ကောင်ကအသက်နှုတ်တော့မဲ့အရေးကိုမြင်နေတာကြောင့် Harry လည်းမတက်တာပဲ Dudley ကိုကယ်ဖို့ Patronum ကာတာကိုတုံးလိုက်ရပါတယ်။အဲဒီချိန်မှာပဲ Cedric တည်ဆုံပြီးကတည်းက Harry ကိုစိတ်မချလို့စောင့်ကြည့်နေတဲ့ Dumbledore လွှတ်ထားတဲ့ Mrs. Fitz ဆိုတဲ့မျိုးသမီးကြီးရောက်လာပါတယ်။မော်ဝင်ကြီးဌာနရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ဝိညာဉ်စုပ်ကောင်တွေက Malgary ရဲ့နေရာကိုရောက်လာခဲ့ပါတယ်။အိမ်ရောက်တော့ရွေးချယ်ကြောင်ဖြစ်နေတဲ့သူတို့သားကိုဒီလိုဖြစ်အောင်လုပ်တာ Harry လို့ Ole Vernon တို့ကထင်နေကြပါတယ်။အဲဒီချိန်ဇီးကွက်နဲ့အတူအသက်မပြည့်သေးတဲ့မော်ဆရာတယောက်ကကျောင်းပြင်ပမှာမော်ပညာသုံးပြီးလို့ Hogwarts ကနေထုတ်ပယ်လိုက်တဲ့အကြောင်းကြားစာရောက်လာပါတယ်။ Hogwarts ကအိမ်လိုဖြစ်နေတဲ့ Harry တယောက်စိတ်ပြက်လက်ပြက်အိတ်သွားချိန်မှာသူ့အခန်းတကားကိုတယောက်ကဖွင့်နေပါတယ်။ Harry လည်းမော်လုံးတံကိုထုတ်ပြီးခုခံကိုပြင်နေတော့မှအခန်းထဲကိုဝင်လာတဲ့သူကတော့ Professor Mori နဲ့ Harry တခါမှမမြင်မှုတဲ့သူတွေပါ။ Mori တို့အဖွဲ့က Harry ကိုတိုင်နှလုံးကြားကလှုပ်ဝက်ထားတဲ့ဇာမနီအဖွဲ့ရဲ့ရုံးခန်းကိုခေါ်သွားခဲ့ပါတယ်။ဟိုရောက်တော့ Ron အမေက Harry ကိုအပေါ်တက်သွားဖို့ပြောတဲ့ချိန်တိုက်ခိုက်ခံရတယ်လို့သတင်းကြလို့စိတ်ပူနေကြတယ် Ron နဲ့ Hermione တို့သတင်းမေးကြပါတယ်ဒီနေရာကဇာမနီအဖွဲ့ရဲ့ရုံးချုပ်ဖြစ်ပြီးဒါကိုလှုပ်ဝက်ဖွဲ့စည်းသူက Dumbledore ကိုယ်တိုင်ပဲဆိုတာ Harry သိလိုက်ရပါတယ်အမွာညီနောင်ရဲ့တိုက်တွန်းချက်ကြောင့်အောက်ထပ်မှာဇာမနီအဖွဲ့ဝင်တွေတိုင်ပင်နေတဲ့အစည်းအဝေးကိုမော်ပညာနဲ့လှုပ်ထားတဲ့နေရွက်အတူနဲ့နားထောင်ကြပါတယ်ဒါပေမဲ့ Hermione ရဲ့ကြောင်ကနားအတူကိုဆွဲယူသွားတာကြောင့်ဆက်နားထောင်လို့မရတော့ပါဘူးအစည်းအဝေးပြီးတော့အောက်ထပ်ကိုဆင်းလာပြီးညစာစားကြပါတယ်ဒီမှာ Sirius နဲ့ Harry တို့ပြန်ဆောင်ကြပါတယ်နှုတ်ဆက်ပြီးညစာစားကြတော့ Harry ကသူ့ကိုကြောင်းထုတ်လိုက်တာဘာကြောင့်လဲဆိုပြီးမေးခွန်းထုတ်ပါတယ်ဒီအတွက်အဖြေကို Sirius Black ကပေးလိုက်ပါတယ်မော်ဝင်ကြီးဌာနကအမှောင်သခင်ကြီးပြန်လာတာကိုလူတွေမသိအောင်ဖုံးထားခြင်းပြီး Dumbledore က Voldemort ကိုပြန်ခုခံဖို့ဇာမနီအဖွဲ့ကိုလှုပ်ဝက်ဖွဲ့စည်းခဲ့တဲ့အကြောင်း Harry ကိုလူများရှေ့မှာနာမည်ပြအောင်လုပ်ပြီး Dumbledore ကိုလည်းထိုးချဖို့ကြိုးစားနေရလို့ပြောပြလိုက်ပါတယ်နောက်ရက်မှာတော့ကြားနာဖို့အတွက်မှောင်ဝင်ကြီးရုံးကိုRon ဖေ Mr. Weasley နဲ့အတူ Harry လိုက်သွားပါတယ်။မော်ဝင်ကြီးဌာနကိုရောက်တော့မှဝင်ကြီးဌာနကအပုတ်ချလာတဲ့အကြောင်း Harry ကောင်းကောင်းသဘောပေါက်လိုက်ပါတယ်။အမှုစစ်ဆေးတဲ့တရားခွင်ကို Dumbledore မလာနိုင်အောင်တတ်မှတ်ချိန်တက်စောပြီးစခဲ့ပါတယ်။သူတို့ထက်တကွက်ကြိုမြင်တဲ့ Dumbledore ကအချိန်မီရောက်ပြီး Harry အတွက်ရှေ့နေလိုက်ပေးပါတယ်။မော်ဝင်ကြီးက Harry အနေနဲ့အသက်မပြည့်သေးတဲ့အပြင် Muggle တယောက်ရှိမှမော်ပညာသုံးခဲ့လို့အပြစ်ပေးခြင်းပေမဲ့ Harry ကသူ့ကိုတိုက်ခိုက်လို့သာခုခံရတာလို့ခြေပလိုက်ပါတယ်။ဒီအဖြေကိုဝင်ကြီးဌာနကသဘောမကျပါဘူး။ဝိညာဉ်စုပ်ကောင်ဆိုတာမော်ဝင်ကြီးဌာနရဲ့လက်အောက်မှာပဲရှိလို့အခုလိုလူသားမှန်တွေရှိတဲ့နေရာကိုမရောက်နိုင်ဘူးဆိုပြီးဖင်ပိန်ညင်ပါတယ်။ဒီတော့ Dumbledore ကသူ့ရဲ့မျက်မြင်သက်သေဖြစ်တဲ့ Miss Fitz ကိုသက်သေထားပါတယ်။အသက်မပြည့်သေးတဲ့ကလေးကိစ္စကိုတရားခွင်နဲ့စစ်နေတာဟာပုံကြီးချဲ့နေတာဆိုတဲ့ Dumbledore ရဲ့သက်သေနဲ့တကွာပြောဆိုမှုတွေအပြီးမှာလူတော်တော်များများကထောက်ခံလာတာကြောင့်အမှုနိုင်ပြီး Harry လည်းကြောင်းပြန်တက်ခွင့်ရသွားပါတယ်။ဒီလိုနဲ့ကြောင်းပြန်တက်ခွင့်ရတဲ့ Harry ကြောင်းကိုရောက်လာတဲ့အချိန်သူတို့ကိုကြောင်းရှိရာကိုခေါ်သွားပေးမဲ့လှဲမှာတငယ်ချင်းတွေကလှဲလွတ်ကြီးကိုပဲမြင်ရပေမဲ့ Harry ကတော့ဒီလဲကိုဆွဲတဲ့ကောင်ကိုမြင်နေရပါတယ်။သူ့လိုမြင်ရတဲ့နောက်တစ်ယောက်ကလှဲပေါ်မှာရှိနေပြီးသူမကတော့ Luna Lovegood ပဲဖြစ်ပါတယ်။ Luna ကဒီကောင်တွေကိုတေခြင်းတရားကိုမျက်စိနဲ့မြင်ထားရတဲ့သူတွေကသာတွေ့နိုင်ကြောင်းရှင်းပြပါတယ်။ Harry နဲ့ Dumbledore ရဲ့အမှောင်သခင်ကြီးပြန်လာပြီးပြောတာကိုလက်မခံခြင်းနဲ့မော်ဝင်ကြီးဌာနကဒီနှစ်မှာသူတို့တွေကတယောက်ကိုကျောင်းထဲမှာလုတ်ပိုင်ခွင့်အပြည့်နဲ့ထည့်ထားခြင်းနေပါတယ်။ဒါကြောင့်ပဲ Dolores Umbridge ကိုအောင်းသက်သက်နဲ့ကျောင်းထဲမှာဆရာဖြစ်နေရပေးလိုက်ရပါတယ်။အခုဆိုမော်ဝင်ကြီးဌာနကထုတ်တဲ့သတင်းစာကရေးသားမှုတွေကြောင့် Harry ကိုကျောင်းသားတွေကရန်လိုလာကြလို့ Ron ကထိမ့်သိမ်းပေးနေရပါတယ်။ Ron ကတော့ဘသူယုံမယုံသူယုံတဲ့အကြောင်းပြောပြီး Harry ကိုနှစ်သိမ့်နေပါတယ်။ညအိတ်ချိန်မှာတော့ Harry တယောက်အိမ်မဆိုးတွေမက်ပြန်ပါတယ်။ Umbridge ကတော့မော်ပညာအသုံးပြုခွင့်ကိုပိတ်လိုက်ပြီးစာရိတ်စာမေးပွဲတွေပဲဖြေရမယ်လို့ပြောလာပါတယ်။ Harry ကတိုက်ခိုက်ခံရရင်စာရိတ်ကမကယ်နိုင်ဘူးဘလို့ခုခံရမလဲလို့မေးလိုက်တော့ Umbridge ကအန်ရယ်မရှိမှမို့မလိုပါဘူးလို့ပြောပေမဲ့Harry က Voldemort တိုင်ရောလို့ပြန်ပြီးလိုက်တော့အမောင်သခင်ကြီးကပြန်မလာနိုင်ဘူးလို့ Umbridge ကထုတ်ပြန်လိုက်ပါတယ်။ Harry က Cedric ကို Voldemort တက်တာလို့ပြန်ပြောလိုက်တော့ Umbridge က Harry ကိုသူ့ရုံးခန်းထဲစီခေါ်သွားပါတယ်။မင်းမပေးပဲစာရေးခိုင်းပြီး Harry ရေးလိုက်သမျှစာတွေက Harry လက်ပေါ်မှာဓာတ်နဲ့ချစ်သလိုပေါ်လာလို့ Harry နာကျင်ရပါတယ်။ဒီအကြောင်းကိုသိသွားတဲ့ Ron နဲ့ Hermione က Dumbledore ကိုဒီအကြောင်းပြောဖို့ပြောပေမဲ့ Dumbledore ကိုအခုထပ်ပိုစိတ်မရှုပ်စေချင်လို့ Harry ကမပြောဘူးလို့ပဲညင်လိုက်ပါတယ်။တကယ်ချင်းတွေကိုရှောင်နေခြင်းလို့တောထဲသွားနေတဲ့ Harry က Luna နဲ့ဆုံခဲ့ပြီး Luna ကသူ့အမေသေးတာကိုမြင်ခဲ့ရလို့သူကဒီကောင်လေးတွေကိုမြင်ရတာဖြစ်ပြီး Harry ကတော့ Cedric သေးတာကိုမြင်ခဲ့ရလို့မြင်ရတာဖြစ်တဲ့အကြောင်းသိလိုက်ရပါတယ်။ Luna ကသူ့အဖေဟာ Harry ကိုအခုချိန်မှာတကယ်ချင်းတွေနဲ့နီးနီးကပ်ကပ်နေတင်ကြောင်မှားလိုက်တယ်လို့ပြောပြပါတယ်။ဒါကြောင့် Harry လည်းတကယ်ချင်းတွေရှီယာစီကိုပြန်ရောက်လာပြီးဒီချိန်စူညံတန်တွေကြားလို့ကြည့်လိုက်တော့ Umbridge နဲ့ပေါမောက္ခ McGonagall တို့စီကံမိုင်းတွေနဲ့ပတ်သက်ပြီးစကားများနေကြတာကိုတွေ့ရပါတယ်။ Umbridge ရဲ့ပေးမှုတွေကចောင်းသားတွေပေါ်နှိပ်စက်သလိုဖြစ်နေတယ်လို့ Professor McGonagall ကပြောပေမဲ့ Umbridge ကသူ့လုပ်ရက်ကိုမေးခွန်းထုတ်တာဝင်ကြီးဌာနကိုမေးခွန်းထုတ်တာပဲဆိုပြီးဝင်ကြီးဌာနနဲ့ကင်ပေါက်လို့လက်လျှော့လိုက်ရပါတယ်။နောက်ရက်မှာတော့ဝင်ကြီးဌာနကစာတစောင်ထုတ်ခဲ့ပြီး
Ambridge ကိုကျောင်းတွင်းစည်းကမ်းအားလုံးကိုထုတ်ခွင့်ပေးလိုက်ပါတယ်။အခွင့်အာဏာရသွားတဲ့ Ambridge က Dumbledore ကိုဂရုမစိုက်တော့ပဲကျောင်းသားတွေသာမကဆရာတွေကိုပါမချန်စစ်ဆေးမေးမြန်းပြီးစည်းကမ်းတွေတင်းကျပ်လာပါတယ်။စည်းကမ်းတွေကလည်းတောင်းလို့ပုံလာပြီး Professor Trelawney ကိုလည်းအနာဂတ်ကိုဟောရဲဆိုပြီးမှန်မှန်မှုဆိုတဲ့အကြောင်းပြချက်နဲ့ကျောင်းထဲကနေစာသင်ခွင့်မပေးဘဲနှင်ထုတ်ပါတယ်။ငိုယိုတောင်းပန်နေတဲ့ Professor Trelawney ကို Professor McGonagall နှစ်သိမ့်ပေးနေချိန် Dumbledore ရောက်လာပြီးAmbridge မှာကျောင်းထုတ်ပိုင်ခွင့်ပဲရှိပြီးကျောင်းဝင်းပြင်ပကိုနှင်ထုတ်ပိုင်ခွင့်ကတော့ကျောင်းအစီအမှာပဲရှိရဆိုတဲ့အကြောင်းပြောပြီး Trelawney ကိုကျောင်းထဲပြန်ဝင်ခိုင်းပါတယ်။ Ambridge မကျင်မနဲ့ဖြစ်ကြံခဲ့ပြီးထွက်သွားတဲ့ Dumbledore Harry လိုက်ခေါ်ပေမဲ့ Dumbledore ကလှည့်မကြည့်ခဲ့ပါဘူး။ကျောင်းကိုဝင်ကြီးဌာနချဲလဲလာတာကိုကျောင်းသားတွေသဘောမကျသလိုဖြစ်သမျှလူသေးမှုလူပြောင်းမှုတိုင်းကို Serious Blood လို့မှဝင်ကြီးဌာနကခေါင်းစဉ်တက်ပါတယ်။ဒီအချိန်မှာအခန်းထဲကမီးဖိုတွေကနေ Serious Blood ပေါ်လာပြီး Dumbledore ကစစ်တပ်ဖွဲ့ပြီးဝင်ကြီးဌာနကသူတို့ကိုပုံကံမယ်လို့ယူဆနေတာကြောင့်တိုက်ခိုက်ရေး spell တွေပေးမတင်တာလို့ပြောပြနေပါတယ်။ဒီတော့ကိုယ့်ကိုကာကွယ်ဖို့နဲ့လူစုထားဖို့ပြောပြသွားပါတယ်။ Serious ကြံပေးတဲ့အတိုင်းသူတက်ထားတဲ့တိုက်ခိုက်ရေး spell တွေကိုပြန်မျှဝေဖို့ကျောင်းသားတချို့ကိုဆိုင်ဆိုင်မှာလူစုခိုင်းပါတယ်။ဆွေးနွေးပွဲကအဆင်မပြေဖြစ်နေချိန်မှာလူနာက Harry ကို Patronum ကာတာတကယ်သုံးတက်လာလို့မေးပါတယ်။ Hermione ကသူကိုယ်တိုင်မြင်ခဲ့တာလို့ထောက်ခံပါတယ်။နောက်ထပ် Harry ရဲ့လှုပ်ဆောင်ချက်တွေကို Hermione ကပြောပြနေပေမဲ့ Harry ကသူကံကောင်းလို့ပါလို့တုံ့ပြန်ခဲ့ပါတယ်။ Cedric တည်ဆုံမှုနဲ့ပတ်သက်ပြီးတည်ဆုံရတဲ့အကြောင်းကိုအသေးစိတ်သိရပြီးတော့နောက်ကျောင်းသားအလုံးကအဖွဲတွေဝင်လာကြပါတယ်။ဒီတော့လေ့ကျင့်မှုနေရာရှာကြချိန်မှာရိပ်မိသွားတဲ့ Ambridge ကကျောင်းသားအဖွဲ့အစည်းတွေအားလုံးကိုပိတ်ပစ်လိုက်ပြီး၃ယောက်ထပ်ဖို့လူစုအောင်ဆိုတဲ့စီကံအသစ်ကိုပါထုတ်လိုက်ပါတယ်။လူစုလို့များတာကြောင့်သူမသိနိုင်တဲ့နေရာကိုရှာဖို့လိုအပ်လာတဲ့အချိန် Nervous ကလှုပ်အခန်းကိုမတော်တဆရှာတွေ့သွားပါတယ်။ Harry ကဒီခန်းထဲမှာသူ့ရဲ့တင်ကြားရေးကိုစတင်ခဲ့ပြီးနေ့စဉ်လှုပ်ဝက်ပြီးလှုပ်ဆောင်နေသလိုကျောင်းစောက်ကလည်း Florid ခိုင်းလာလို့မျက်ခြေမပြတ်စောင့်ကြည့်နေတဲ့ဂျာကနေလေ့ကျင့်မှုတွေမပြတ်ခဲ့ပါဘူး။စောင့်ကြည့်နေတဲ့သူတွေကိုရှောင်ရင်းတိန်ရင်းနဲ့ပဲ Harry ရဲ့တင်ကြားရေးကခရီးအတော်ရောက်ခဲ့ပါတယ်။အခုက Christmas ပိတ်ရက်ဖြစ်လို့အားလုံးက Harry ကိုနှုတ်ဆက်ကြပေမဲ့ Harry ကတော့ချိုးနဲ့ပဲနှုတ်ချင်းဆက်ချင်နေပါတယ်။ညရောက်တော့ Harry အိမ်မက်ထဲမှာမှောင်ဝင်ကြီးဌာနရဲ့အခန်းတစ်ခုမှာ Voldemort ရဲ့မွေကြီးက Ron ဖေကိုတိုက်ခိုက်နေတာကိုမြင်မှတ်ပြီးလန်လို့လာပါတယ်။ဒါကြောင့် Professor Dumbledore ကိုပြောပြခဲ့ပါတယ်။ Dumbledore ကလူလွှတ်ပြီး Ron ဖေအစဉ်ပြေလာလို့ကြီးခိုင်းပါတယ်။အဲဒီနောက် Professor Snape ရောက်လာပြီးအခုလိုဖြစ်နေတာက Voldemort နဲ့ Harry ကြားမှာချိတ်ဆက်နေတာကြောင့်ဖြစ်ပြီး Voldemort ဒါကိုသိသွားရင်Harry စိတ်ကိုလိုသလိုထိန်းချုပ်တော့မှာပြောရင် Harry ရဲ့စိတ်ကိုထိန်းချုပ်ဖို့အဝင်မခံဖို့လေ့ကျင့်ပေးပါတယ်။ Christmas မှာတော့ Harry ရဲ့သတိပေးမှုကြောင့် Voldemort လက်ကနေလွတ်လာတဲ့ Arthur Weasley ကကျေးဇူးတင်နေပါတယ်။ Harry တယောက်ဇာမနီအဖွဲ့ရဲ့အပေါ်ဓာတ်ကိုတက်လာရင် Blood မိသားစုရဲ့ Family Tree ကိုဆက်စုနေတော့ Sirius Black ရောက်လာပြီးသူ့ဇာတ်ကြောင်းကိုပြောပြပါတယ်။ Harry ကသူနဲ့ Voldemort စိတ်ချင်းဆက်နေလို့အခုတလောဒေါသစိတ်တွေများလို့အမှောင်ဘက်ကိုရောက်သွားမှကြောက်တယ်လို့ပြောပေမဲ့ Sirius Black ကကိုယ့်ရဲ့ဖြစ်တည်မှုကိုသိဖို့လိုကြောင်းအားပေးပါတယ်။ Harry တို့ Hagrid ပြန်ရောက်နေလို့တွားတွေ့ကြပေမဲ့ Ambridge ကအရင်ရောက်နေပြီးဘယ်သွားလဲဘာလဲနဲ့မေးခွန်းတွေစစ်နေပါတယ်။ Hagrid က Dumbledore လို့ Blue တွေကိုစီယုံမှုတွားခဲ့ပေမဲ့ Voldemort နောက်လိုက်တွေကလက်ဦးတွားခဲ့လို့သိမရလိုက်ပါဘူး။အဲ့ဒီချိန် Bellatrix က Azkaban ကနေလွတ်မြောက်သွားပါတယ်။မှောင်ဝင်ကြီးဌာနကသူ့ညမဖြစ်သူကိုအကိုဖြစ်တဲ့ Sirius Black ကအကူအညီပေးလိုက်တာလို့သတင်းမှားတွေထပ်လွှင့်ပါတယ်။ Black မိသားစုမတည့်တာကိုသိနေတဲ့လူတွေကဒီတော့မှဝင်ကြီးဌာနကလိန်နေမှန်းရိပ်မိလာကြပါတယ်။ကျောင်းသားတွေလည်း Harry ပေါ်အမြင်ရှင်းပြီးတောင်းပန်ကြပါတယ်။ Patronum ကာတာကိုကျောင်းသားတော်တော်များများတက်မြောက်လာကြလို့ Harry ဝမ်းသာလို့မဆုံးခင်ပါပဲသစ္စာပေါက်ရှိလို့ Harry တို့ရဲ့တီနေရာကိုတီးသွားပါတယ်။သစ္စာပေါက်ကတော့တခြားသူမဟုတ်ပဲချို့ပါပဲ။ချို့ကိုယ်တိုင်လည်းအကြက်ကင်ခံထားရလို့မတက်တာခဲ့ပါဘူး။ Harry တို့အဖွဲ့ကိုမိလာတော့ Dumbledore စစ်တပ်ဆိုတဲ့ခေါင်းစဉ်တက်ပါတယ်။ Dumbledore ကဝင်ကြီးဌာနကိုစန့်ကျင်ဖို့လှုပ်ဝက်ကြံစီနေတယ်လို့ဆွဆွဲပြီး Azkaban ကိုပို့လိုက်ကြပါတယ်။ Dumbledore ကအဖမ်းမခံနိုင်တာကြောင့်အစင်းမြင့်မှော်ပညာကိုသုံးပြီးပျောက်ကွယ်သွားပါတယ်။လွတ်လပ်သွားတဲ့ကျောင်းနေရာအတွက် Ambridge ကိုပဲမှောင်ဝင်ကြီးဌာနကခန့်အပ်လိုက်ပါတယ်။ Ambridge ကျောင်းအုပ်ဖြစ်လာတော့စီးကံတွေပိုများလာပါတယ်။ Harry ကတော့ Dumbledore အခုလိုဖြစ်သွားတဲ့သူ့ကြောင့်ဆိုပြီးစိတ်မကောင်းဖြစ်နေပါတယ်။ Dumbledore မရှိတော့လို့သူလည်းနှင်ထုတ်ခံရတဲ့သူအတွက်သူမရှိရင်စောင့်ရှောက်ပေးဖို့သူ့ညီလေးစီ Harry တို့၃ယောက်ကိုခေါ်သွားပါတယ်။ Hagrid ညီလေးဆိုတာကဘလူးလေးဖြစ်ပြီး Grobby နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Grobby က Hermione ကိုအတော်လေးသဘောကျပါတယ်။ Snape ကသူ့ရဲ့စိတ်ကိုထိန်းချုပ်ပေးဖို့သင်ပေးနေတဲ့အချိန် Harry ကို Snape ကမင်းကမင်းဖေလိုပဲပြောညံ့နေဆိုတဲ့စကားကိုစိတ်ဆိုးသွားတဲ့ Harry က Snape ရဲ့စိတ်ကိုဝင်ကြည့်လိုက်တာကြောင့် Snape ရဲ့ငယ်ဘဝကိုတွေးလိုက်ရပါတယ်။အဲဒီမှာသူ့ဖေ James Potter က Snape ကိုအနိုင်ကျင့်နေတာကိုတွေးသွားပြီး Snape ပေါ်တနာစိတ်ဝင်သွားပါတယ်။အပြင်ကို Snape ကမောင်းထုတ်လိုက်တာကြောင့်အပြင်ဘက်ရောက်တဲ့အချိန်ကလေးတယောက်ကို Harry ရုံးကလို့နှိပ်စက်အပြစ်ပေးထားလို့အမှားနှစ်ယောက်ကချော့နေရပါတယ်။ဒါကိုတေးထားတဲ့ Fred နဲ့ George ကမီးပန်းနေနဲ့ငကားတစ်ကောင်ကိုဖန်တီးပြီးဆောင်မီးဝဲကိုရောစီကန်းဆိုင်မို့တွေကိုရောဖျက်ဆီးပစ်လိုက်ပါတယ်။ကျောင်းသားတွေအားလုံးလွတ်လပ်ရတယ်လို့ပြောရှင်နေချိန်မှာ Harry အာယုန်ထဲမှာ Sirius Black နဲ့အတူရှေးပြေဟော်တလုံးတွေထားတဲ့အခန်းထဲမှာ Sirius Black တယောက်အန်ရရှိနေတဲ့အခြေအနေနဲ့မြင်လိုက်ရတာကြောင့် Harry လည်းသူ့ရဲ့တဦးလေးသောမိသားစုဝင်အတွက်စိတ်ပူသွားပါတယ်။ Ambridge ကတော့ Harry ကိုပဲစစ်ဆေးနေပြီး Snape ကိုမူသားဖို့သေးတောင်းပေမဲ့ Snape ကကျောင်းသားတွေအတွက် Ambridge ခဏခဏသုံးနေလို့ကုန်ပြီလို့ပြောလိုက်ပါတယ်
Ambrose လည်း Harry ကိုမင်းငါ့ကိုကြွေးချယ်စရာမပေးလို့မတတ်နိုင်ဘူးဆိုပြီးနှိပ်စက်ကြိမ်စာသုံးဖို့လုပ်ပါတယ်။ Harry ပေါ်နှိပ်စက်ကြိမ်စာသုံးမှာဆိုတာကြောင့် Hermione က Dumbledore ပုံနေတဲ့နေရာကိုသိတယ်လို့မလုံးပေးလိုက်ပါတယ်။ဒီမှာပဲ Ambrose ကို Harry နဲ့ Hermione တို့တော်တဲ့ကိုခေါ်သွားကြပါတယ်။တော်တဲ့ရောက်တော့ Ambrose ကဗမာလဲ Dumbledore ဆိုပြီးမေးခွန်းထုတ်ပါတယ်။မင်းတို့ငါ့ကိုလှည့်စားဖို့မကြံနဲ့ဆိုပြီးပြောနေတဲ့အချိန် Ambrose တယောက် Grobby ရဲ့လက်ထဲကိုပါသွားပါတယ်။ Hermione လည်းကြံရမရလို့ဒီနေရာကိုခေါ်လာခဲ့တာပါ။ Ambrose ကတော့မှောင်ဝင်ကြီးဌာနကသူ့ယာရုတွေတီကြီးရွတ်ပြီးအာဏာပြဖို့ကြိုးစားပါတယ်။အဲဒီမှာပဲသူတို့မြေနေရာကိုကန်သက်ခဲ့လို့မှောင်ဝင်ကြီးဌာနကိုမကြေမနက်ဖြစ်နေတဲ့လူတစ်ပိုင်းမြင်းတစ်ပိုင်းတရဝါတွေလက်ထဲကို Grobby က Ambrose ကိုထည့်ပေးလိုက်ပါတယ်။အဲဒီနောက် Harry က Sirius ကိုစိတ်ပူလို့ရှေးပြစ်ဟောစလုံးတွေတင်းစီးတဲ့နေရာဖြစ်တဲ့လန်ဒန်ကဝင်ကြီးဌာနကိုတယောက်တည်းသွားဖို့လုပ်ပါတယ်။ဒါပေမဲ့ကျန်တဲ့တငယ်ချင်းတွေက Harry ကိုတယောက်တည်းမသွားဖို့တားပါတယ်။ Harry ကသူ့အနေနဲ့ဘသူ့ကိုမှထပ်ပြီးမထိခိုက်စေချင်တာကြောင့်မလိုက်ဖို့ပြောပေမဲ့တငယ်ချင်းဆိုတာအမြဲတူရင်ဆိုင်ဖို့အတွက်ဆိုပြီး Hermione ပါဝင်ဝိုင်းဖြောင်းကြတော့ Easter မြင်းတွေကိုစီးပြီးလန်ဒန်ကဝင်ကြီးဌာနကိုချီတက်ခဲ့ကြပါတယ်။ဝင်ကြီးဌာနကိုရောက်တဲ့အချိန်မှာ Harry ကသူ့အိမ်မက်ထဲကနေရာကိုရှာနေပါတယ်။အဲ့ဒီနေရာကိုရောက်တဲ့အချိန်မှာ Sirius ကိုမတွေ့ပဲ Harry ကသူ့ရဲ့ရှေးပြစ်ဟောထားတဲ့စလုံးကိုပဲတွေ့လိုက်ရပါတယ်။ရှေးပြဟောစလုံးတွေကထွက်လာတဲ့အတန်ကတော့အမောင်သခင်ကိုရင်ဆိုင်မှုလူတစ်ယောက်ထွက်ပေါ်လာပြီဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်။နောက်ထပ်သူတို့နှစ်ယောက်ထဲကတစ်ယောက်ပဲနောက်ဆုံးမှာအသက်ရှင်ကြံ့ရင်လိမ့်မယ်လေဟောကိန်းကပြောသွားပါတယ်။အဲဒီချိန် Death Eater တွေရောက်လာပြီး Harry မြင်နေရတာတွေကအစ်စ်မဟုတ်ပဲအမောင်သခင်ကြီးကမင်းကိုမြင်စေချင်တာကိုမြင်နေရတဲ့အကြောင်းရှင်းပြပါတယ်။ဒီလိုလုပ်ရတဲ့အကြောင်းကလည်းရှေးပြဟောစလုံးကပိုင်ရှင်ကိုယ်တိုင်သာယူနိုင်တာကြောင့်စလုံးကို Harry ရလိုက်ပြီဆိုတာနဲ့လူယူဖို့အတွက်ပါ။ Harry တို့လည်းစလုံးမပေးရဖို့အတွက်ပြင်းရင်လွှမ်းရင်နဲ့တိုက်ခိုက်ကြရပါတယ်။တိုက်ခိုက်ကြရင်စလုံးတွေပြုတ်ကျလာလို့အပြင်ကိုထွက်ပြေးကြရင်အပြင်ဘက်မှာမှော်ဆန်ဆန်မိုးဝါတစ်ခုကိုတွေ့လိုက်ပါတယ်။အထဲမှာအတန်တန်ကြားလိုက်လို့ဓာတ်အိတာတွေထပ်မံရောက်ရှိလာပြီး Harry တငယ်ချင်းတွေအားလုံးတစားကန်ဖြစ်သွားပါတယ်။ Lucius က Harry ကိုစလုံးပေးဖို့တငယ်ချင်းတွေရဲ့အသက်နဲ့ချိန်ချောက်ပြီးတောင်းပါတယ်။ Harry ကသူ့ကြောင့်ဘသူမှမသေးစေချင်လို့အစာတွေကဘသူမှမခေါ်ပဲလာဖို့တော့စဉ်းစားထားတဲ့အတွက်တငယ်ချင်းတွေမထိခိုက်ဖို့စလုံးကို Lucius စီပေးလိုက်ပါတယ်။အဲဒီချိန်မှာအမောင်ရဲ့ဆန့်ကျင်ဘက်အလင်းတွေနဲ့အတူဇာမနီအဖွဲ့ဝင်တွေရောက်လာပြီး Lucius လက်ထဲကစလုံးလဲကြာကွဲသွားခဲ့ပါတယ်။ဒီလိုနဲ့ဇာမနီအဖွဲ့ဝင်တွေနဲ့ဓာတ်အီတာတို့တိုက်ခိုက်ကြပြီးတိုက်ပွဲကပြင်းထန်နေတာကြောင့် Sirius Black က Harry ကိုဒီနေရာကနေတငယ်ချင်းတွေနဲ့ထွက်သွားဖို့ပြောပြီးသူတို့ဆက်တိုက်ထားလိုက်မယ်လို့မှားနေတဲ့အချိန်မှာပဲ Sirius ရဲ့ညမှာ Bellatrix ရောက်လာပြီးဝိညာဉ်နှုတ်ကျင်းစာတုံးလိုက်တာကြောင့် Sirius Black လည်းတေဆုံးသွားခဲ့ရပါတယ်။သူ့ရှိမှသူ့ရဲ့တူဦးရီသောမိသားစုဝင်ဖြစ်တဲ့ Black တေဆုံးသွားတာကြောင့်အခုဖြစ်သူ Sirius ကိုတတ်လိုက်ရလို့အပျော်ကြီးပျော်ပြီးနေရာကနေခုံပေါက်ထွက်သွားတဲ့ Bellatrix ကို Harry တယောက်မတုံးစဘူးနှိပ်စက်ကျင်းစာတုံးခဲ့ပါတယ်။ Bellatrix ကိုတတ်ဖို့အခွင့်အရေးရတဲ့အချိန်တတ်လိုက်ဖို့ Harry နာကို Voldemort ရောက်လာပြီးတွန်းအားပေးပါတယ်။ Harry ကတွန်းဆုတ်နေလို့ငကြောက်လို့ဖိအားပေးတဲ့အချိန် Dumbledore ရောက်လာပြီး Voldemort နဲ့အကြီးအကျယ်တိုက်ခိုက်ပါတယ်။တမိုင်းမှာအကြမ်းဆုံးမှော်စရာနှစ်ယောက်ရဲ့တိုက်ခိုက်မှုကအဆောက်အုံတစ်ခုလုံးရကြမရှိခဲ့ပါဘူး။ Dumbledore ကရေနဲ့ Voldemort ကိုချုပ်ထားတဲ့အချိန် Voldemort ကလည်းမှန်တွေနဲ့အတူတိုက်ခိုက်ပါတယ်။ Dumbledore ကလည်းမှန်တွေကိုဖုံတွေသဲတွေအထိပြောင်းပြီးခုခံပါတယ်။ Dumbledore ကိုအလွယ်တကူမနိုင်နိုင်မှန်းသိသွားတဲ့ Voldemort က Harry နဲ့သူ့ကြားကဆက်သွယ်နေတဲ့စိတ်ကိုအသုံးချပြီး Harry ကိုထိန်းချုပ်ဖို့ကြိုးစားပါတယ်။ Harry လမ်းကြောင်းမလွဲသွားဘူး Dumbledore ကဘေးကနေဖောက်ဖွက်ပြောပေးနေသလို Harry ကိုယ်တိုင်ကလည်းမနှဲယုံထွက်နေပါတယ်။ဒါပေမဲ့တငယ်ချင်းတွေကိုမြင်တဲ့အချိန်မှာသူက Voldemort နဲ့မတူတဲ့တငယ်ချင်းတွေတန်ရောစင်တွေချစ်ချင်းမြတ်တိုင်နဲ့ဖွဲ့စည်းထားတဲ့နှလုံးသားရှိတဲ့အကြောင်းကို Voldemort ပြန်အသိပေးပြီးအနိုင်ယူလိုက်ပါတယ်။စိတ်ကိုနိုင်သွားတဲ့ Harry ကိုယ်ထဲကနေ Voldemort ထွက်လာတဲ့အချိန်မနက်ပိုင်းမှာရုံးတက်ဖို့ရောက်လာတဲ့ဝင်ကြီးဌာနကလူတွေကြောင့် Voldemort ပျောက်ကွယ်သွားပါတယ်။မော်ဝင်ကြီးက Voldemort ကိုသူ့မျက်စိနဲ့အရှင်လက်လက်မြင်လိုက်ရတော့မှ Dumbledore နဲ့ Harry တို့ပြောနေတဲ့ Voldemort ပြန်လာပြီဆိုတဲ့အရှိတရားကိုလက်ခံသွားပြီးပြည်သူလူထုကိုအသိပေးခဲ့ပါတယ်။ Harry နဲ့ Dumbledore တို့အခန်းတစ်ခုထဲမှာစကားပြောနေရင် Harry ကရှေးပြည့်ဟောကနှစ်ယောက်ထဲကတစ်ယောက်အသက်ရှင်မယ်လို့ဟောကြားချက်ကိုသိရှိခဲ့ရကြောင်းပြောပြပါတယ်။အခုတော့စာသင်နှစ်တစ်နှစ်ပြီးလို့ Harry တို့အိမ်ပြန်ရပါဦးမယ်။ Harry ကတော့ Voldemort သူ့စိတ်ထဲဝင်ပြီးထိန်းချုပ်တဲ့အချိန်သူအနိုင်ယူခဲ့တဲ့လက်နက်ကတငယ်ချင်းတွေဖြစ်တဲ့အကြောင်းပြောပြရင်အဆုံးထိတိုက်ခိုက်မယ်လို့လည်းပြောသွားခဲ့ပါတယ်။